ကျွန်တော်ကိုဒီနေ့အားလုံးကိုကျွန်တော်ဖိတ်ဆက်ပေးခြင်းနဲ့ပြောပါတော့ကျွန်တော်စင်ကူဘလော့ဖြစ်ပါတယ်ကျွန်တော်စင်ကူကိုကျွန်တော်မနေ့ကမှကျွန်တော်စာရောက်ပါတယ်ဟာပေါ့ညနေဘက်ပေါ့ညနေဘက်ရောက်တာကြောင့်ကျွန်တော်ဘိုးတဲ့ချုပ်တယ်ပင်လက်ပင်မတရားကြောင့်ကျွန်တော်ဒီနေ့မှကျွန်တော်စင်ကူဘလော့ကိုကျွန်တော်စာရိုက်တာဖြစ်ပါတယ်အခုကျွန်တော်ပထမဦးဆုံးကျွန်တော်သွားလည်မှာတော့ကျွန်တော်စင်ကူနိုင်ငံရဲ့အဓိကနာမည်ကြီးရဲ့နေရာဖြစ်တဲ့အရင်ဦးဆုံးမာလိုင်းယုံကိုကျွန်တော်အရင်ဆုံးသွားလည်မှာဖြစ်ပါတယ်အခုဒီမာလိုင်းယုံမှာကျွန်တော်ဘယ်လိုသွားပါလဲဆိုတော့အဓိကကျွန်တော်အစိမ့်လိုက်ကိုကျွန်တော်အမတီစီးသွားအခုကျွန်တော်လက်ရှိရောက်နေတဲ့နေရာကအမတီကကျွန်တော်လက်ပင်တာကျွန်တော်နေတာလည်းကျွန်တော်လက်ပင်တာနားပါဆိုကျွန်တော်လက်ပင်တာအမတီကနေပြီးတော့ကျွန်တော် City Hall ကိုကျွန်တော်အမတီကိုစီးသွားမယ်အဲ City Hall ကနေဒီစင်မှာကျွန်တော်တို့လမ်းလေးနဲ့ရှောက်လာတယ် Esplanade ကိုရှိတယ်အဲ Esplanade model ကကျွန်တော်ဝင်လိုက်ပြီဆိုတော့လေကျွန်တော်တို့ကျွန်တော်သွားကြည့်တယ်မာလိုင်းကိုကျွန်တော်ရောက်တယ်မာလိုင်းကိုလည်းရောက်တယ်နောက်တစ်ခုကအဲ့ဒီဘောမာရီနာဘေးဆက်ဟိုတယ်ကိုကျွန်တော်တို့အဲ့ဒီမှာမြင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီအနားယူလို့ရတယ်ဟိုကျူးလည်းကြည့်လို့ရတယ်စင်ကူမြစ်လည်းရှိပါတယ်အဲဒါကြောင့်ကျွန်တော်တစ်ချက်ကုန်တစ်ချက်ပြတ်တော့ကျွန်တော်ပြောင်းအောင်ဒီလိုလေးရပြီးအားလုံးကျွန်တော်ပြတ်တာပြီးနေတာဖြစ်ပါတယ်အားလုံးပဲစင်ပြောတယ်ဆိုရင်လာဒီလိုနေရာတွေတွားကြည့်တယ်ဆိုရင်ဟိုတွားပြွားအောင်အစီတရားကိုကျွန်တော်ရေးပေးဖြစ်ပါတယ်နောက်ဆုံးဆက်ရောက်ပြီဆိုရင်စင်ကူမှာတွားလာတာဆိုရင်ရထားကိုရထားစီးရတာလေကားနဲ့တွားဘာလမ်းကြတာဆိုတော့ခက်ခဲရှိဒါကိုကျွန်တော်အစီတရားကိုလွယ်ကူတူတွားများတဲ့နေရာကိုလွယ်ကူတွားလို့ရအောင်အခုကျွန်တော်ကနေတော့ရည်ချင်းဖြစ်ပါတယ်နောက်နေ့ကျမှတခြားဘလော့တွေပါအားလုံးလည်းကျွန်တော်ပြောနေပါမယ်ဒီနေ့ဘလော့ကိုအားလုံးပဲဆုံးဖြတ်ကြပြီးကျွန်တော်ပြောချင်တယ်ဘောချင်တဲ့ဆိုရင်ကျွန်တော်ပြောလို့နိုင်ရှိတယ်လို့ကျွန်တော်ပြောကြလို့ရပါတယ်အခုကျွန်တော်အမဒီတော်စီပါတော့မယ်ကျွန်တော်ကက်ပြအမဒီကက်ကသူကလဲရတယ်ဗါလေဒီလိုဒါအမဒီကက်လို့ပြောတယ်ဒါအမဒီလည်းစီးလို့ရတယ်မစကားလည်းစီးလို့ရတယ်သူကတကက်ကို$10 10ချက်ပေးရတယ်။နောက်ပြီးသူတို့ကအထဲထဲမှာဆက်ချက်ဝယ်ပြီဆိုရင်သူက$5အထဲထဲမှာသူထည့်ထားပြီးသား။ကုန်သွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ်ငွေသူတက်ပြရပါတယ်။ဝယ်ရင်းနဲ့လည်းကျွန်တော်တို့ငွေဘယ်လောက်ဖြည့်ကျင်တယ်လို့ကျွန်တော်ဒီအထဲကိုကျွန်တော်ထည့်လို့ရတယ်။ဒါတော့ဆက်ပါကျွန်တော်ထည့်လို့ရတယ်။ဒါအောင်လည်းကျွန်တော်နောက်မှအသေးအတင်ကျွန်တော်အမာဒီကက်တွေပတ်ဆက်ပြီးထည့်ရမယ်ဆိုတော့ကျွန်တော်ပြသပေးနေပါတယ်။အခုဒီဘလော့တွေကကျွန်တော်အပျော်ရဲကျွန်တော်စင်ကူကိုမှတော့မဲ့ဒီစင်ကူမြောက်ဦးသေးတဲ့သူတွေကိုကျွန်တော်ဒါအပျော်ကျွန်တော်ရဲကူးတစ်ဆက်ပေးတယ်ဒါဘလော့ပဲဖြစ်ပါတယ်တည်တဲ့သူတွေသူကသွားမှုတဲ့သူတွေဘလော့တွေများတော့ကြည့်မှုတဲ့သူတွေတော့ဒီဘလော့ကပုံဒါကျွန်တော်မှတော့မဲ့သူတွေစင်ကူတော့စင်ကူကိုသွားမှုတဲ့သူတွေဒါကျွန်တော်ဘလော့လေးရဲကူးပေးချင်တယ်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့အားလုံးမနိုင်ရုံဒူသွားလိုက်ရအားလုံးကိုကျွန်တော်ပြောပြကူဒါလေးရအစိမ့်လိုက်ကျွန်တော်တို့ဒီတက်လေကားလေးဆင်းသွားပြီဆိုရင်ကျွန်တော်တို့အစိမ့်လိုက်အမတီကိုစီးလို့ရပါတယ်ကျွန်တော်ကဟိုပေါ့ City Hall ကိုကျွန်တော်တော့ပါခဏလေးပြရမှာလေအဲ့ဒါတော့တက်ပြီးတော့အခုဒီအမာဒီကတော့ကျွန်တော်တို့အစိမ့်လိုက်သူကဟိုအစိမ့်လိုက်မှာနေရှိတယ်ခုနကျွန်တော်ပြတယ်ဟို Eastward line ရှိတယ်နောက်တစ်ခုက Eastward line မှာနောက် line နဲ့ step ခွဲပြီးစိမ့်ရတော့ US lane အခုကျွန်တော်ဟိုမယ်အကြောင်း City Hall ကျွန်တော် US lane ကနေဟိုနောက်မှာတော့ကျွန်တော်ပြထားတာအားပုံဟိုပါစားမယ်City Hall ရှောက်ပါပြီအခုဒီကျွန်တော်တို့ဒီ City Hall အမတီမှာသူတို့တွေကဒီအမတီရထားလိုက်ပြီးသူတို့စူပါမားကတ်ကို
ကျွန်တော်တို့တူက join လာတယ်အခုကျွန်တော်ကဒီဟာ city လေးရတယ်တော့အဲ့ရတဲ့တွားပြီးတော့ငါကျွန်တော်တို့တွားခြင်းနဲ့အဲ့ဒီမာလာရောက်ရှိရစီကျွန်တော်ကရှောင်းဖြစ်ပါတယ်ဒါကျွန်တော်တက်ဒီမှာ shopping ထွက်ခြင်းနဲ့တူပြီးဆိုရင်လည်းဒီလိုရောက်ပါတယ်ဒါကတော့refer link ဒီ refer city ပေါ့ဒီ refer city ရလေသူက shopping mall ပဲ coffee ဆိုင်တွေစားတောက်ဆိုင်တွေတော့ဒီလိုဝေးတယ်ဝယ်တဲ့ဆိုင်တွေအများကြီးပဲဒီအခုဒီကော city လေကျွန်တော်ကဒီ line ရတော့သူကဒီ city link ရနေဆိုရင်ကျွန်တော်တို့တွေလမ်းတော့ကျွန်တော်တို့နည်းနည်းတော့ရှော့ရပါတယ်တိတော့မနေဘူးကျွန်တော်တေချာလေးသိအောင်လို့အားလုံးကိုကျွန်တော်ပြပေးပါမယ်တွားလို့စီတွားပြားလဲအတိုင်းတွားလို့လည်းရတယ်ခုမှစာရွက်ဝက်တူနေဆိုကျွန်တော်ညလန်းတိုင်းကြည့်ပြီးတော့တွားလို့ရတယ်ဒါရေခဲမုတ်ဆိုင်ဒီစင်ကူကနာမည်ကြီးတယ်ဒီမှာကော်ဖီဆိုင်တွေလည်းရှိတယ်ရှိပါသေးတယ်ကလေးကတည်းကရှိတယ်အဲ့ဒီအောက်ကျွန်တော်ထပ်စေရ7-11လည်းရှိတယ်အခုဒီ city hall ဒီ city link ဒီ shopping mall ကတော့သူကပြောဆိုတော့နည်းနည်းလေးအသေးစားတယ်ပါတယ်ဒီဟိုဘေးတာကျွန်တော်ခုနပြလိုက်တဲ့ refer city ဆိုတဲ့ဟာတော့သူကပြောမှာ shopping mall ကလည်းကြီးတယ်ဒီဆိုကျွန်တော်ဘယ်လိုသွားလဲဆိုတော့ကျွန်တော်ဒါအပြပြပြကြောင်းအခုမှစင်ကူရောက်ပြီးတော့ခုမှပြီးတော့ကျွန်တော်လည်းသွားခြင်းနဲ့တူပြီးသူကဒါအဆင်ကြီးဆုံးဖြစ်အောင်ကျွန်တော်ပြသပေးရပါတယ်ဒီစင်ကူကနေတခြားဘယ်ပဲတူတူကကျွန်တော်တို့အားလုံးကရထားပဲစီးရဖြစ်ပါတယ်ဘာဖြစ်လို့ဒီမှာတက်စီစီးမယ်ဆိုရင်ဈေးရန်ကြီးပါတယ်တက်စီလုံးဝစီးကြလို့အားလုံးကျွန်တော်မိတာရက်ခံချင်ပါတယ်နောက်တစ်ခုကဒီမှာနေလေနေတော်ပူပါတယ်ဒါပြောရမယ်ဒါတော့တကယ်မဟုတ်ဒီကမိုးရင်းလို့ပြောပြရတယ်တကယ်ဆိုဒီမှာမိုးကအများနဲ့ရွာတယ်ကျွန်တော်ကြားတာကျွန်တော်ရောက်တဲ့အချိန်မှာမိုးရာသီတွေဖြစ်တာကြောင့်ဖြစ်တယ်ဒါပေမဲ့မိုးလုံးဝမရောသူကနေဒီတောက်လျှောက်ကိုမိုးကတော့တစ်ချက်ပဲရွာတယ်ဒီရက်ပိုင်းဒါကျွန်တော်ဟိုပေါ့လာတဲ့အချိန်တော့တယ်ကျွန်တော်ကြည့်ရတယ်လေအရင်ပထမလည်းကျွန်တော်လာတော့ဒီစင်ဘူးကမိုးကရွာတယ်ပြောလို့ရတယ်ပြီးတယ်ကျွန်တော်လေဒီတစ်ခေါက်မိုးကလုံးဝကျွန်တော်လည်းပြောမယ် second time ရောက်တဲ့ချိန်ဒီမှာ anytime ရှိတယ်ချင်းကျွန်တော်တို့ဒီ anytime ချင်းကစင်ကူမှာအဓိကပဲတော့ပြောမယ်နာမည်အကြီးဆုံးချင်းလို့တော့ပြောလို့ရပါတယ်စင်ကူမှာတော်တော်များများဒီ anytime ချင်းရှိကြတယ်သူကနေ့လည်းပဲဆိုရင်ကျွန်တော်ဒီ city link ထဲရာဒီသူက shopping mall တွေသူကလူလေးတော့နေနေတယ်တစ်ချက်ကြရင်လည်းသူကအရင်များတယ်ဘာလို့ပြောမလဲညနေပတ်တွေဆိုရင်လူကတော်တော်လေးများတယ်ပြောလို့ရတယ်ညနေခင်းပိုင်းကတော့လူလည်းနေဒီ7နာရီခွဲ7နာရီအချိန်ကြီးကလူအနည်းဆုံးအချိန်ဒီချိန်ကြီးကလေကဲတော့တော့ဒီရောက်ရင်ကျွန်တော်ပြောမယ်ကဲကျွန်တော်တို့တွေတွားခြင်းနဲ့မာလာရုပ်ရှိတဲ့စီကိုကျွန်တော်တို့တွေရောက်ပါပြီအခုအရှိလမ်းလေးကူးလိုက်ပြီဆိုတော့လည်းကျွန်တော်တို့ Esplanade Mall ရောက်ပါပြီအဲ Esplanade Mall ကိုဝင်လိုက်တာနဲ့ကျွန်တော်တို့တွားခြင်းနဲ့မာလာရုပ်ရှိတဲ့ချင်းသေးရုပ်တူကြီးစီကိုရောက်ပါဖြစ်ပါတယ်အခုကတော့လုံးဝအဝင်နဲ့တယ်မာရီနာပေးဆိုင်ကြီးကိုကျွန်တော်တို့မြင်နေရပါပြီကျွန်တော်တစ်ချက်ပြပြပါမယ်ဘယ်လောက်မိုက်လဲဆိုတော့ကဲဒီမှာလမ်းရှိုးလဲဘယ်လောက်မိုက်လဲ
ခုဒီဟာဒီ Esplanade Mall ရှိရာ Marina Square Shopping Mall ဖြစ်ပါတယ်ဒီ Marina Square Shopping Mall ကလည်းတော်တော်လေးကြီးပြီးတော့တော်တော်စုံလင်လင်ဒီထဲမှာကျွန်တော်တို့ဝယ်ရရှိနိုင်ပါတယ်ဒီထဲမှာပစ္စည်းတော်တော်စုံလင်သက်သက်ဆိုင်ကြီးကျွန်တော်တို့ copy ဆိုင်တွေအရန်ကိုများပါတယ်ဒီထဲရှိပါတယ်ဒီကျွန်တော်ကနေပူတာကိုသိတာကြောင့်ကျွန်တော်ကတော့ဖြီးလေးကိုတစ်ခါလေးစောင့်လာပါတယ်အခုပြန်ရောက်တာနဲ့ဒီကိုထုတ်ပြီးတော့ခါတော့တန်းဆောင်လိုက်ရပါတယ်ဒီနေရာလေးဒီ Esplanade Mall တို့ဒီ Marina Square ရှိရတဲ့နေရာတွေကအထင်ကြီးနေရာပြောလို့ရတယ်စင်ကာပူနိုင်ငံရဲ့အထင်ကြီးနေရာနောက်တစ်ခုဒီကနေဆိုတော့ကျွန်တော်တို့ဘယ်တော်တော်အရန်ကိုနီးတယ်အဆင်ပြေတယ်ဒီလာဒီမှာဒီနေရာနေရာလေးလေဒီနားလေးတော့မယ်ဒီ City Hall ပေါ့အမာတီဆိုရင် City Hall အမာတီနောက်နာမည်ကြီးရဲ့နေရာရှိသေးတယ် Orchard Land ဆိုတာရှိသေးတယ်အဲ Orchard Land ကိုနောက်နေ့ကျမှကျွန်တော်ဘလော့တစ်ခုနေနဲ့ရပြီဒီ Orchard Land ကတော့ဘာရှိရတယ်ကျွန်တော် shopping ထွက်လို့ကောင်းတယ် luxury brand တွေအဲဒီ Orchard Land မှာရနိုင်ပါတယ်အဲဒီ Orchard Land ဒီ blog ကိုကျွန်တော်နောက်နေ့ကျမှကျွန်တော်တီးတက်ကျွန်တော်ရပြမယ်ဒီ shopping mall တွေကြီးပဲလေသူ့ရဲ့ဒီကလျှို့ဝှက်ချက်တွေနောက်တစ်ခုသူ့ရဲ့အဓိကထူးခြားချက်တွေကိုကျွန်တော်နောက်နေ့ကျရင်ကျွန်တော်ပြပြပေးတော့ဖြစ်ပါတယ်နောက်တစ်ပတ်မှာခုကတော့ဒီမာလာယုံ blog နဲ့အားလုံးကိုကျွန်တော်မိတ်ဆက်ပေးမှာပါကျွန်တော်မိတ်ဆက်တာတွေကိုကျွန်တော်အရင်ဆုံးကြည့်ရှုပြီးတော့နောက်တစ် blog တွေကိုဆက်လုပ်ပေးဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဒီပါဒီ Esplanade Mallဒီစေပါကဲကျွန်တော်ဒီပေါက်ထဲကနေကျွန်တော်ဝင်ရမှာဒီ Esplanade Mall ထဲမှာလည်းကျွန်တော်တို့တွေဟွာတွေရှိတယ်စားတောက်ဆိုင်တွေ coffee ဆိုင်တွေအများအများရှိပါတယ်ဒီမှာကြည့်ဒီမှာတဲ့ coffee bean ဆိုတဲ့ဒီနာမည်ကြီး coffee ဆိုင်တွေဒီမှာရှိတယ်နောက်တစ်ခုကိုရီးယားကားတွေမှာကျွန်တော်တို့အများသောတွေ့ရပြီ Subway ဆိုတဲ့ဒီ way ဆိုတဲ့ဒီဟောပေါ့ Subway ဆိုင်တွေဒီမှာရှိတယ်ဒီမှာဒီနေရာတော့ဗာလည်းအလုံးကြီးရဲ့တိုင်ပါလေရောဒီချက်လေးကိုရှင်းပြပါတယ်အခုဒီကိပတ်တွေဒီရဲပူရတော့ကတော့တကယ်ဒီမှာတကယ်ကိုဒီချင်းအာကတတိတမစီညာရတော့ပစက်တာဟာလက်ကားချီကားချင်းလေးရှိပါချင်းဒီကြတယ်ပြောပြရပါတယ်ကျွန်တော်ကတော့ပစက်တာချီကားတက်ကလည်းဟုတ်လူပေါ့ဒီကရဲတော့ဒီပါတော့ပါကျွန်တော်တို့ဘုရားဘာကြပေးတဲ့နေရာမှာဒီချင်းလေးရုပ်နေရာမှာဒီတော့ရန်ညာညာဆိုဒီတော့နိုင်ပါ
ခဲရပါပြီ